ဆေးရုံစရိတ်တွေအကုန်ကြေသွားပြီဆိုတဲ့သတင်းကြတော့မီနာတယောက်ထိတ်လန့်တုန်လှုပ်သွားတယ်။ခွဲစိတ်စရိတ်တွေပါမချန်တိမ်ပေါင်းများစွာကုန်ကြမဲ့ဆေးဖိုးတွေကိုဘသူကရှင်းပေးလိုက်တာလဲဆိုပြီးသူမမယုံနိုင်အောင်ဖြစ်နေခဲ့တာပေါ့။သူနာပြုဆရာမကပတ်စံရှင်းပေးလိုက်တဲ့သူရဲ့နာမည်ကိုပြောလိုက်တဲ့အခါမှာတော့မီနာတယောက်ပို့ပြီးအံ့ဩသွားခဲ့တယ်။အဲ့ဒီလူကသူမရဲ့အဖေကိုဆေးရုံတင်ထားရတဲ့အကြောင်းရင်းဖြစ်တဲ့ချာနုံဆိုသူဖြစ်နေခဲ့တာပဲလေ။ဆေးရုံအပြင်ဘက်မှာချာနုံကိုတွေ့လိုက်ရတော့မီနာဒေါသထွက်သွားတယ်။ချာနုံကသူ့လူယုံကိုဒီလိုဖြစ်ရတာကျွန်တော်လူတွေကြောင့်ပါလို့ရှင်းပြနေတာကိုသူမကြားလိုက်ရတယ်။ဒီအခြေအနေကချာနုံနဲ့သူမအဖေကြားကတင်းမာမှုကိုပိုပြီးမြင့်တက်စေခဲ့တယ်။ချာနုံကသူ့လူယုံကိုကျွန်တော်အသက်ဘယ်လောက်ကြာရှင်းတန်နိုင်အောင်မလဲမသိဘူး။သူ့အဖေကိုကူညီတာဟာကျွန်တော်ကိုအသက်ပြန်ပေးလိုက်တယ်လို့ပါပဲလို့ပြောလိုက်တယ်။သူဟာမီနာအဖေကိုအသက်ဆက်ရှင်ပြီးသမီးကိုပြုစုစောင့်ရှောက်စေချင်တဲ့ဆန္ဒရှိနေပုံရတယ်။မီနာကချာနုံကိုသူမအဖေရဲ့ဆေးရုံစည်းတွေကိုဘာလို့ရှင်းပေးတာလဲလို့ဒေါသတကြီးမေးလိုက်တယ်။ချာနုံကတော့ဘာလို့ကျွန်တော်တို့ထင်ရတာလဲဆိုပြီးပြန်မေးရင်းသူမရဲ့ဆွဆွဲချက်ကိုညှင်းဆန်ခဲ့တာပေါ့။မီနာကချာနုံဟာသူ့ကုမ္ပဏီနာမည်ပြတ်မှာဆိုလို့သူမကိုပါဆက်ပိတ်ဖို့ကြိုးစားနေတာလို့ဆွဆွဲတယ်။နောက်ပိုင်းမှာခမားကိုမကောင်းအောင်လုပ်မှာဆိုလို့ကျမအဖေအတွက်ဆေးရုံစည်းတွေလာရှင်းပေးတာပေါ့လို့သူမကပြောလိုက်တယ်။ဒါပေမဲ့ချာနုံကတော့ဘသူကပဲပေးပေးပတ်စံရတာကောင်းတာပဲမဟုတ်ဘူးလား။အချိန်ကုန်ခံပြီးတရားစွဲနေစရာမလိုတော့ဘူးပေါ့လို့ပြန်ပြောခဲ့တယ်။ဒါပေမဲ့ခမားအဖေကအခုအချိန်နေဆိုးနေပြီးခွဲစိတ်ဖို့လိုနေတာ။အခုချိန်မှာဆေးရုံပြောင်းတာကခမားအဖေအတွက်ကောင်းကျိုးမပေးနိုင်ဘူးလို့ချာနုံကတတိပေးလိုက်တယ်။ဒီစကားကြောင့်မီနာစဉ်းစားသွားခဲ့ရတယ်။မီနာကချာနုံရဲ့အကူအညီကိုလက်ခံလိုက်ပေမဲ့ကျမမမေ့ဘူး။ခမားကိုတရားစွဲမှာပဲလို့ချင်းချောက်လိုက်တယ်။ချာနုံကလည်းခမားမှာခမားအဖေအတွက်တရားမျှတမှုတောင်းဆိုဖို့အခွင့်အရေးအပြည့်အဝရှိတယ်လို့ပြန်ပြောခဲ့တာပေါ့။ချာနုံကသူ့လူယုံကိုမီနာအဖေကိုသူ့အိမ်ကိုခေါ်သွားပြီးဂရုစိုက်ဖို့ပြောလိုက်တယ်။ပြီးတော့သူကိုယ်တိုင်တက္ကစီကိုပြန်အပ်ဖို့ကားထဲဝင်သွားခဲ့တယ်။ဒီလောက်ရက်ကမီနာကိုပို့ပြီးဒေါသထွက်စေခဲ့တယ်။ချာနုံကသူ့လူယုံကိုအဲ့ဒီလူတွေကမင်းထင်ထားတာထက်ပိုဆိုးတယ်။မင်းတို့သူ့ကိုတိုက်နိုင်မယ်လို့ထင်လားလို့မေးလိုက်တယ်။ဒီစကားကသူ့ရဲ့နောက်ွယ်ကအန္တရာယ်ကြီးတဲ့ကိစ္စတွေကိုရည်ညွှန်းနေတာပဲ။မီနာကကျမဒါကိုသတိပေးစကားလို့မှတ်ယူထားလိုက်မယ်လို့ပြောလိုက်ပြီးသူ့အဖေကိုကာကွယ်ဖို့သူမရဲ့ဆုံးဖြတ်ချက်ကိုပြသခဲ့တယ်။ချာနုံကသူ့လူယုံကိုအခုဆိုရင်မင်းတို့ချာနုံကိုအနီးကပ်စောင့်ရှောက်ပေးနိုင်ပြီလို့ပြောလိုက်တယ်။ပြီးတော့သူကိုယ်တိုင်တက္ကစီကိုပြန်အပ်ဖို့ကားမောင်းထွက်သွားခဲ့တယ်။မီနာကချာနုံကိုအော်ခေါ်လိုက်ပေမဲ့ချာနုံကတော့ပြုံးပြီးနှုတ်ဆက်ကကားမောင်းထွက်သွားခဲ့တယ်။မီနာနဲ့သူမတငယ်ချင်းကတော့အံ့ဩတုန်လှုပ်စွာနဲ့ကြံရစ်ခဲ့ကြပါတော့တယ်။ဒီအဖြစ်အပျက်ကသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုဘယ်လိုဆက်ပြီးပြောင်းလဲသွားစေမလဲဆိုတာစောင့်ကြည့်ရအောင်ပါပဲ။